စေးစရာလေးသူကလည်းရွာမှာရှိနေဆရာမကတော့ပလိတ်ဖွဲ့ကိုလည်းတိုက်သားရှင်တိုက်ခက်တာခံရရဲဆိုတော့စေးစရာလေးနဲ့တိုက်သားရှင်ကတော့ကြောက်ထဲမဖြစ်နိုင်ဘူးကွာမဖြစ်နိုင်တယ်ကောင်းပါတကြီးရဲ့လုံးဝဆိုလို့ရှိရင်စေးစရာလေးကိုကျွန်တော်မနိုင်ဘူးဗျဩမင်းတို့ကြောက်လို့ခါတော့များထည့်ပြောနေသားပါနဲ့ကွာဟိုဒါနဲ့အခုဖုန်းကြောင်းသွားတော့ဆရာလေးကိုတွေ့ခဲ့တယ်ကိုရင်လေးတွေကိုကြပြတင်ပေးနေဟာအဲ့ဒါစဉ်းစားစရာပဲဒီစေးစရာလေး तू ကဘာဖြစ်လို့မှဘတ်စုံထိုးကြုံနေလဲဆိုတာငါစဉ်းစားလို့မရဘူးကွာ तू ကအထားရတဲ့18ရက်တက်တယ်လို့အဘောက် तू ပြောဘူးလေဗျာအေးအဲ့ဒီထားတဲ့18ရက်ဆိုတာရှေးဘရင်လက်ထက်တုန်းကမင်းကြီးမင်းသားတွေမှာတင်ခွင့်ရတဲ့ပညာကွာတကြီးစေးစရာမင်းတွေကဖြစ်နေမှမသိဘူးစဉ်းတော့စဉ်းစားစရာပဲကွာမန္တလေးနေပြည်တော်ကြီးကိုပြည်တိရှာမင်းတိတ်ပိုက်ခါတော့အဲ့ဒီကမင်းမျိုးမင်းတွေတွေကအညံ့ခံပြီးတော့ပြည်တိရှာမင်းနဲ့ပူပေါင်းတဲ့လူတွေရှိသလိုတချို့တွေကြတော့လည်းထွက်ပြေးတိတ်ပြီးတော့ပုံကန်တဲ့လူတွေရှိတယ်ကွာဒီတိုင်းဆိုရင်တော့သူတို့တွေကမင်းမျိုးမင်းတွေဖြစ်ပြီးတော့ရွာနဲ့ပြီးတော့လူစုဖြစ်နိုင်တယ်ကွာကျုပ်တို့လူမျိုးကတော်တော်ညံ့တယ်ပါကြက်ပဲနဲ့ခက်ကြွဲကိုရှင်းပြီးချရင်တည်ရတယ်အဲ့ဒါလည်းအခိုက်တန်ပါကွာကျုပ်တို့ရောတော့ကန်ကောင်းနေဗျာကျုပ်တို့မော်ကြည့်ရလူတယောက်မှမရှိဘူးဗျာဒါတော့ကွာငါဒီကောင်တွေကိုလဲမျိုးတက်တင်းထားတာကိုကွာလိုအပ်လာမယ်ဆိုရင်လေငယ်တဲ့ကောင်ကဖနှောင်းနဲ့ပေါက်ထားပါဟုတ်တယ်ကြားထဲမှာတော့ပါလေကိုဂျိုကောင်ရွာကိုလာပြီးတောင်းနေတယ်တောင်းတင်တော့လေကော်ထိုးအောင်ပါပေါ့ကွာကြာလဲရွာတဲ့ကောင်တွေပါဒီကောင်ချိုးလို့လိုက်ချိုးတာမှစိုးရတယ်ကွာလောလောဆယ်တော့သူတို့ဘက်ကနိုင်ခွဲရထားတယ်တကယ်လို့သာကျုပ်တို့ရာရှိမင်းတွေဘက်ကအခြေအနေမကောင်းဘူးဆိုတော့ဆေးစရာလေးတိသွားခဲ့ကြောက်မင်းပါဇက်ကိုပိတ်တာဒီပါရာရှိမင်းနဲ့သတင်းမကြခင်ဒီကောင်ငါကိုယ်တိုင်ရွာထဲကမောင်းထုတ်ပြမယ်ပြောသလိုလည်းမလွယ်ဘူးဗျကျုပ်တို့သူ့ကိုရှင်းဖို့ကြိုးစားတယ်တခါမှမအောင်မြင်ခဲ့ဘူးလေဖေရဒါသူကန်ကောင်းနေလို့ဒီပါဒီကောင်ကိုလေလက်ယုံရင်မရှိဘူးတခါတည်းအစိတ်ကတက်ပြကောင်းတယ်အဲ့ကြံကောင်းတယ်တခါကကြတော့လေရန်သူကိုဓာတ်ချစ်ခုံးနေမှာသားလူမသိသူသိပြီးတော့တာကောင်းတယ်ကွာပင်လည်းပင်ပန်းတော့လေကွာရတော့ညဒီဘက်သွားသားမှာကွာထန်းတော့ဘယ်မှထွက်မပြေးပါဘူးကွာထန်းတော့ထွက်မပြေးပေမဲ့ငါထိုက်တောက်ချင်နေပြီကွာမင်းရလေကွာဟိုတော့မီးတောက်ရိတ်ပြီးမှအခုမှဘာထိုက်တောက်ချင်ရလဲဟာသွေးတောက်လို့ပေါ့ကွာမင်းပါဇက်ကိုပိတ်ပြီးလိုက်ခဲ့ကြမှာကွာမင်းအမီးကောင်းကျွေးမယ်မင်းရလေကွာအမီးကောင်းကျွေးနေနေတာလားထိုက်ဝယ်ဖို့တော့မှဘယ်လောက်ခက်တယ်ဆိုတာမင်းလည်းအသိပဲဟာငါအဲ့ထန်းတော့မှတောက်မှာမဟုတ်ဘူးအဲ့ဒီနောက်ကထန်းသွားမှာဟောတော့ဆိုရင်မုံရမောင်မောင်ညဟိုမတူလားဟာအေးကွာငါကြုံလုံးလို့သူတို့မောင်တောင်နဲ့ကလိရဲ့ဟုတ်မလားအေးမောင်ကြီးဘယ်တော့လဲဟာဘာဘယ်တော့တော့ဘောနှုတ်နဲ့ပါဆိုင်တော့ဟာဆာဘောကွာဒီရွာရဲ့လုံခြုံရေးကငါတို့နဲ့ဆိုင်နေကွာဟုတ်တယ်ကွာတို့ကတကြီးရဲ့ဘယ်လဲကုန်းနဲ့ညားလဲယုံကွာမင်းပါသားမင်းဘယ်လက်ယုံယုံညားလက်ယုံယုံသူများခိုင်းတာကိုလုံနေတဲ့သူကတော့နွားနဲ့အတူတူငါကတော့အထင်မကြီးဟာငါတို့ကသူများခိုင်းတာလုပ်တယ်ဆိုရင်နှစ်ဖူးကကြွေချီမကြောင်မလုပ်ရဘူးမင်းတို့မောင်နှမရတာလေခမင်းတလို့အတွက်ကိုနွားနဲ့ဖက်ယုံယုံမှာစားတဲ့ကောင်သားမျိုးတွေကွာဟုတ်တယ်ငါတို့ကနွားနဲ့ဖက်ပြီးယုံရမယ်ကိုချောက်ပေါ်ကိုရက်နိုင်တယ်မင်းတို့ကတော့ဝင်ကစွတ်ကောင်နေလေသူများစီမှာအမိပြုတ်နေရတာလေဟုတ်ပါကိုကြီးရဲ့အဲ့တော်မျိုးသူတို့အဟုတ်မှပြီးဘဝင်လေးဟန့်နေကြဟဲ့ငါတို့ကငါဘဝင်လေးဟန့်မကောက်လို့ဘာပဲခါနင်တို့ကဆိုင်နေမဆိုင်ပါဘူးဗျာမဆိုင်ပါဘူးမင်းတို့ဘဝင်လေးဟန့်ယုံမကားလို့မစင်ဝဲဟဲ့ငါတို့နဲ့မဆိုင်ပါဘူးမင်းကခွင့်ရနေတာလားသူများခိုင်းတာလို့ကျွေးတာကိုစားဆဲသမျှခံနေရရင်တော့ခွေးဘွားနဲ့ဘာမှမထူပါဘူးကွာငါတော့တေတော့မယ်ဟဲ့တော့ဟဲ့အေးတော့မယ်ကွာတော့မယ်ကွာဟေ့ဒီကောင်တိချဖက်နော်ဟဲ့လာလေကွာဘာလုပ်လဲအေးလာပါပြီကွာလာပါပြီတာတွေတို့တွေဥမြက်ခေါင်နဲ့ထိတ်တိုက်တွေ့ပြီမဲ့တိုက်သားရှင်ဝင်ကြသွားတဲ့အတွက်မဖမ်းနိုင်သေးဘူးမြက်ခေါင်ကိုလိုက်ရှာတော့လေတိုက်သားရှင်ကဝင်ပြီးတိုက်နေလို့ဒုစစ်သားတွေအတော်လေးအထိနေကြတယ်လောလောဆယ်အင်အားထက်ဖြည့်ဖို့မြို့ပြန်သွားတယ်မြက်ခေါင်တဲ့ရသလောက်စုံစမ်းထားပါမိုးခဦးတာတွေတို့တာဆရာလေးကိုတန်တရာရှိနေကြတယ်ဘုန်းကြီးเจ้าကိုလည်းအချိန်ပြည့်စောင့်ကြည့်ခံထားတယ်ဆရာလေးကိုအစိတ်ကက်တက်ဖို့လည်းကြံစည်နေကြတယ်အလိုတော်ကြီးဦးမိုးခဦးတာတွေရေးလိုက်တဲ့စာကိုလည်းတက်ရဖြစ်ထည့်ပေးလိုက်တယ်ဒီစာကိုဆရာလေးစီအရောက်ပို့ပေးပါမပို့နိုင်ပါကဘုန်းကြီးเจ้าရှေ့ကတောက်ရီဦးစင်အောက်မှာတွားထားပေးပါ
ကိုတိုင်မျိုးဘက်ကတော့တောင်းဝင်ကြည့်သွားရင်ညီမလေးတို့ဘက်ကပဲတောင်းဝင်ကြည့်ဖို့ပဲလိုတော့တယ်အခုဘုန်းကြီးเจ้าအောင်သွားရင်ဒီစာတစ်ခါဝင်ပေးကြရအောင် ဖုန်းကြီးเจ้าအောင်တကြီးရဲ့လူတွေကအချိန်ပြည့်စောင့်ကြည့်နေတာဆိုတော့ဒီစာတစ်ခါပေးကြတော့အဆင်ပြေမယ်မထင်ဘူးညီမလေးရဲ့ အဲ့ဆိုဘယ်တော့မှပေးမှာလဲဆရာလေးအစိမ့်မိပြီးတိမ်မှတ်ပေးမှာလား ။အော်ညီမလေးရဲ့အချိန်ကြည့်ပြီးပေးရမှာပေါ့။ဘာဖြစ်လို့ရှင်လို့နေရလဲ ညီမလေးကစိုးရင်လို့ပြောတာပါ ။အကူကြီးလည်းစိုးရင်တာပေါ့။ကဲပါဖုန်းကြောင်းရောက်မှပဲအချိန်ကြည့်လောက်တာပေါ့။ ဩငါတပည့်တွေတတ်ချင်ဖြတ်ချင်ကြတဲ့ဝါနာအထုံတဲပါတကူ မှတ်ဗျာတို့တော့ခုလိုတိုင်းလေးကြည့်နေဆိုတာတိုင်းပြည်ကိုမတရားအုပ်ချုပ်နေတဲ့ကိုမောက်ထုတ်ပြီးခြင်းလို့ပါဗျာ ရည်ရွယ်ချက်ကတော့ကောင်းပါတယ်ဒါပေမဲ့ရခဲလာတဲ့လူဘဝကြီးမှာလောကီရကြီးပဲအချင်းကုန်လို့မဖြစ်သေးဘူးကွခုနောက်ပါတဲ့တန်လျာအတွက်လောကုတ္တရာကိုလည်းကြည့်ကြအောင်တကားတို့ဒီနေ့ဆိုလာပြီနေဘုံရွာဦးဖျားစီဒီမှာပဋ္ဌာန်းသွားယူမှာမို့ဘုံနဲ့လိုက်ခဲ့ကြအောင်ကွ တင်ပါဗျာ ဆရာလေး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  ဖေရတခုမပြည့်နဲ့မင်းတခု ဘာလို့ပြေးရမှာလဲကွာ ဖေရမင်းတခုမလို့ဒီချိန်ထောက်လာတာပေါ့ဟမ်ဒီမှာပစ္စည်းပြောလို့ငါတို့စောင့်ကြကြတယ်လက်ကြမိမင်းတခု ငါတခုဟုတ်ကွာတခုရိုးမဟုတ်ဘူး အပေါ်ပြောတယ်ကွာမရောက်တခုဆိုတာဂျုံမပါဘူးကွာမင်းလိုက်ကမင်းရောက်ပါရှင်ဒါလိုက်က ဟုတ်တယ်ဆရာကိုအင်ဂျင်ကတကူလုံးချုပ်ပြီးရှာရမယ် ဟုတ်တယ်လက်ကွာရောက် ဟဲ့ရမင်းတို့အတရားမနဲ့ကွာဟာဒီကောင်ကွာ ဟဲ့ရောက်ဟဲ့ရောက် ဟဲ့မင်းတို့ငါ့မတရားမလုပ်နဲ့နော်ဟဲ့ ဘာကော ရှင်မရှိဗျာတပည့်လောက်ကြောင်းမှာအန်ဒီကြားနေရတယ်ဖေ ဟုတ်တယ်ဗျာကြောင်တခုတ်ကပ်တယ်မြင်နေတူတယ်ဗျာ ဩတကားရဲ့တို့အเจ้าပါဘာမှတန်ချင်းရှိတာမရှိပါဘူးတွက်တာမက်မောမလီသားပါလေကွာ အရှင်ဗျာပြောတော့မှန်ပါတယ်ဗျာဒါပေမဲ့ကိုเจ้าကိုတခုတ်ကပ်တာသိတယ်မပြန်ရင်အပြစ်ပြောကြဖြစ်ပါလိမ့်မယ်ဗျာ အေးအထီလောကေအနေဒီတော့တဲ့လောက၌အပြစ်တင်မခံရသောသူမရှိလို့ဆိုထားတယ်တကားရဲ့ဒီအချိန်မှာမပြန်ရင်လဲအပြစ်တင်ခံရတယ်လို့ပြန်တော့လဲပဋ္ဌာန်းရွတ်သွားတာလောဘောစောတိုက်ပြီးပြန်တယ်လို့ထင်ကြအောင်မယ်တကားအဲဘာထူးမှလဲတကားရဲ့ မထူးပါဘူးဖေ အေးထူတာတော့ရှိတယ်တကားရဲ့ရောင်ပြန်မယ်ဆိုရင်တခိုးနဲ့တွေ့လို့ဒေါသတွေဖြစ်ရင်အကုသိုလ်စိတ်တွေပွားမယ်အဲဒီတော့ကုသိုလ်ကောင်းမှုဖြစ်မယ်နေရာဆက်လျှောက်ကြပါလို့တကားတို့ရဲ့ တင်ပါဗျာ ဥတာတွေကျုပ်တို့တွေဥမြတ်ခေါင်နဲ့ထိတ်တိုက်တွေ့နေတိုက်သားရှင်ဝင်ဝယ်သားတဲ့အတွက်မဖမ်းနိုင်သေးဘူးဥမြတ်ခေါင်ကိုလိုက်ရှာတော့လဲတိုက်သားရှင်ကဝင်ပြီးတိုက်နေလို့ကျုပ်တို့စစ်သားတွေတော်တော်လေးကိုအထိနာနေကြတယ်လောလောဆယ်အင်အားထပ်ဖြည့်ဖို့မြို့ပြန်သွားပြီဥမြတ်ခေါင်တဲ့ရသလောက်ဆုံးနေတာပါမုခဥတာတွေလို့ဒါပါဆရာလေးကိုတန်တရားရှိနေကြတယ်ဘုန်းကြီးเจ้าလည်းအချိန်ကြီးစောင့်ထိုင်တာဆရာလေးကိုအစိတ်သက်သက်ဖို့လည်းကြံစည်နေကြတယ်အလူတော်ကြီးမိုးခဥတာတွေတို့စီရေးလိုက်တဲ့စာကိုလည်းတက်တည်ဖြစ်ထည့်ပေးလိုက်တယ်ဒီစာကိုဆရာလေးစီအရောက်ပို့ပေးပါမပို့နိုင်မှာကဘုန်းကြီးเจ้าရှိကတောက်ရီဦးစင်းအောက်မှာသွားထားပေးပါ
ကြီးကလည်းကြားလိုက်တာနော်အခုချိန်ထိတောင်ပြန်မလာသေးဘူးအကိုကြီးတယောက်ရွာထဲရောက်တာနဲ့ဖေများတဲ့ဝေထိုးနေလည်းမသိပါဘူးနော်တရားလေးစိတ်သွားလို့မရလားဒါဆိုရင်လည်းခြာကြီးတို့အချိုးချောင်းပြောခဲ့ရတာပဲလေတော်တော့ကများပါလားနော်ငါကတော့ကများနေတာပါလေတရားလေးကငါပြောတဲ့အတိုင်းအလေးမထားပါမလားမသိဘူးဒါမှမဟုတ်သူ့ရဲ့အကျင့်အတိုင်းအရင်တစ်ခေါက်ကလိုပဲခွင့်လို့တီးကနေဦးလားမသိပါဘူးဆရာလေးတယောက်နဲ့တော့ခက်ပါတယ်နော်မုံကြီးဟာမင်းကလေရိုးသားသားနဲ့ထမ်းတက်စားတဲ့ကောက်ထဲတွေကလက်ဆက်သက်တော့မင်းရဲ့အလုပ်ကသခိုးပဲကွာဟမ် တခိုးမဟုတ်ဘူးဗျ အောင်မမင်းကလက်ဘူးလက်ကြမိတော့တခိုးမဟုတ်လို့ညင်းသေးရဟုတ်လား ဟေ့လက်ပူးလက်ကြမိတယ်ပြောငါလက်ထဲမှာခွဲရဒီဘာလို့လဲမင်း အဲ့ဒါဆိုမင်းကအေးစင်းပြီးတယ်လीမင်းကဘာလို့အေးစင်းမဖြေတယ်ဟမ်မင်းကတိုးမိထွက်ပြေးတာအမင်းရိုးသားလို့ပေါ့ကွာမပြောရအောင်ဒီကောင်စစ်စိတ်နေတယ်ဆိုဝန်ခံလာတဲ့တူပဲပါကြာပါတယ်ဗျာမနဲ့မိုးနေတာနဲ့အဲ့ကောင်မျိုးကကိုပို့လိုက်တော့ နေဒီကောက်မျိုးကပ်ဖို့တော့ဖြစ်သေးဘူးဒီကောက်အခုမိတာဖုံးကြောင်းထဲမှာဆိုတော့အရင်တစ်ခါဖုံးကြောင်းထဲမှာတခိုးကိုခိုးလိုက်ဒီကောက်မဖြစ်ရတယ်အဲ့ဒါဒီကောက်စစ်စေးရ အတီကျုပ်တခိုးမဟုတ်ဘူးလို့ခင်ဗျားမနဲ့ခါပြောရမလဲအခုတော့ကျုပ်အကျနဲ့ကျုပ်လို့ခင်ဗျားတို့ပြောသမျှပြင်ခံနေရတော့ဒီမှာကျုပ်ရှင်းပြောလိုက်မယ်ကျုပ်ရှာပေါ်နှစ်ပေါက်သွားရင်သွားပါသည်သူများပစ္စည်းဥစ္စာကိုခိုးတယ်လို့ဘယ်တော့မှမလုပ်ဘူးဗျကိုအပြစ်ကိုသူများပြဖြစ်အောင်လာတော့နေတယ် မင်းကမငါဘာစောစောကားတဲ့စောစောကားစောစောဟေးလူဟေးဟုတ်ခက်ဗျာအဲ့လိုကြီးမလုပ်သင့်ပါဘူးဗျ နေသားမင်းနဲ့ပါဆိုင်တော့မင်းဝင်ရှုပ်တာဟမ်ဒီမှာတကောအမှုစစ်နေတယ်မင်းကြောင်တော်လာမလို့နော်မင်းကဆက်ချုပ်လိုက်မယ် ဟုတ်တယ်မောင်ရင်အဲ့တဲ့အဲ့လိုနေကောင်းမယ်ကိုတော့ဖို့ပဲဝင်မရှုပ်ပါနဲ့ ဒါဆိုလဲကျုပ်လို့ကျုပ်ကိစ္စပဲပြောတော့မယ်လားခမရကျုပ်ကိုရှုံးထားတယ်လက်တစ်ဖက်ရှုံးကြွေးဘယ်တော့စမှာလဲ အော်မနေသားမင်းနဲ့ငါဘယ်တော့ရှုံးသေးလို့လဲဟမ် ဟုတ်သားပဲကွာမင်းရတယ်အခုချိန်ကြောက်တော့မင်းတော့မလာသေးဘူးလေ ကဲဒါဆိုလို့ရှိရင်လည်းဗျာတစ်ထက်ခိုင်လုံတဲ့တက်သေးတော့ရှိမှာမဟုတ်ပါဘူးရော့လက်ခတ်ကြည့်လိုက် မင်းဒီစားမင်းပြရရတယ်ဟမ် အဲ့ဒါတွေမေးမိမှာနဲ့တော့ဗျာကျုပ်တို့တွေပေးထားတဲ့ဂတိဖို့ပဲလို့ဆိုတာဟုတ်လားတကြီးကလည်းပြောအုပ်ချုပ်နေသူဆိုတော့ဂတိတော့ဖြစ်မှာမဟုတ်ဘူးနော် ဟုတ်ငါဘက်ကတော့ဂတိမဖြတ်ဘူးဒါပေမဲ့ငါသိကျင်တာကလေမောင်ရင်ကအင်မတန်မှထက်မြက်တဲ့လူဆိုတော့ဦးလေးစိတ်ထဲမှာမောင်ရင်ကတိုက်သားရှင်မှာဖြစ်နေမလားလို့ ကြီးကကျုပ်ကိုတိုက်သားရှင်လားလို့မေးတာကမြောက်ပြင်ပြီးတော့မေးတာလားဒါမှမဟုတ်ထောင်ချောက်ဆင်ပြီးတော့မေးတာလား ဟိုအဲ့ဒီဘောနဲ့မေးတာမဟုတ်ပါဘူးဟိုတကယ်လို့များတိုက်သားရှင်ဖြစ်နေခဲ့မယ်ဆိုရင်ဦးလေးကလေသူနဲ့တဘောတလက်အောင်ဓာတ်ချင်းရှစ်ခုလို့ပါ ကျုပ်ကတိုက်သားရှင်မဟုတ်ဘူးဆိုတော့သိကြပါတယ်ဒါပေမဲ့တကြီးကကျုပ်နဲ့ဓာတ်ရည်ရှင်ကျင်နေဆိုရင်တော့တကြီးရဲ့တောင်းဆိုမှုကျုပ်လက်ခံပါတယ်ကျုပ်ရဲ့တောင်းဆိုမှုကိုတကြီးလက်ခံပေးရမယ်နော် ကိုကြီးကဆရာလေးတီကိုစားတော့ပို့အောင်မဟုတ်ရလားမိမကြီးပါခိုးဝဒုက္ခငါလိုက်ပိုင်းကောင်းလား
လိုက်သွားအောင်လဲငါပဲလိုက်သွားမှာဟာအကိုကြီးအကိုရက်လေချလိုက်တာညီမလေးကစောင့်နေတာဟာညနေမှလည်းထိုင်ရည်နဲ့ဘလို့ဖြစ်လာလဲ ဘလို့ဖြစ်ရမှာညီမလေးရဆရာလေးစီသွားတာဖုန်းကြီးကျောင်းမှာဘယ်သူမှမရှိတာနဲ့ကျောင်းဝိုင်းထဲမှာဆရာလေးကိုပတ်ရှာနေရောဟိုကောင်တာတုံးတို့အဖွဲနဲ့တွေ့ကိုကြီးတခိုးဆိုပြီးဝိုင်းဖန်ကြတာ အကိုရက်ရောတခုမဟုတ်တဲ့ကြောင့်တကယ်ချက်တာမရှင်းပြလိုက်ဘူးလား ဘာမှရှင်းပြခြင်းမရပါဘူးညီမလေးရအတင်းဝိုင်းဖန်ကြတာအများနဲ့တယောက်ဆိုတော့ကိုကြီးခံရတာပေါ့ ဒါနဲ့ဆရာလေးနဲ့ဘယ်မှာတွေ့ခဲ့ရတော့ ကျုပ်နဲ့မုံကြီးနေကတင်းရောက်မှတွေ့တာဗျာအဲ့ဒီချိန်တော့ကျုပ်ကရွာထဲကဒေါ်ဆန်နေမကောင်းဘူးဆိုတော့တစ်ချက်သွားကြည့်ပေးနေတာဆရာတော်ဘုရားနဲ့ဂျာကြီးတို့ကလည်းရွာဦးစိတ်မှာပထန်းသွားရွနေကြတာဗျာအတန်နေရောက်လို့ကျုပ်ကျောင်းကိုပြန်လာတော့ကျောင်းမှာဘာသာမှမကြောက်ဘူးဘယ်သူမှလည်းမရှိဘူး ကျုပ်လဲဆရာလေးတို့တယောက်မှထွက်မလို့အံ့ဩနေတာဟိုကောင်တာတုံးဝိုင်းဖန်တော့တာညိုပေးတဲ့စာသူ့လက်ထဲပါသွားမှဆိုတာနဲ့ကျုပ်ရှိကပုတ်ပြစ်ပေါ်မှာတင်ခဲ့လိုက်တာ ကောင်းတယ်ဗျာအဲ့လိုလုပ်လိုက်တာအယမ်းမှန်ပါတယ်နောက်မှဆိုအဲ့ဒါကိုတာတုံးတို့ကတွေ့သွားလို့ရှိရင်ပြဿနာအကြီးတက်မှာ ကျုပ်အထင်ရတော့လေကျုပ်မတရားအဆွဆွဲခံရပြီးဒုက္ခရောက်နေတဲ့အချိန်မှာဆရာလေးကထွက်လာပြီးကူညီတော့တိုက်သားရှင်ကပဲဆရာလေးကိုလွတ်လိုက်တာလားဒါမှမဟုတ်ဆရာလေးကပဲတိုက်သားရှင်ဖြစ်နေမလားဝေခွင့်မရဖြစ်နေတာ ဟောခင်ဗျားတို့အားလုံးကကျုပ်ကိုတိုက်သားရှင်လို့ထင်နေကြတာကို ထင်တာပေါ့ဆရာလေးရဲ့ကျုပ်ကဆရာလေးရောက်မလာခင်တိုက်သားရှင်လာကြပါစီလို့ဆုတောင်းနေတာဟိုပြီးတော့တကြီးတို့ကဆရာလေးကိုတိုက်သားရှင်လို့ထင်တာဒါကြောင့်လေဆရာလေးရဲ့ဓာကြီးကိုသိရဖို့အတွက်တကြီးကဓာကြီးရှင်ပြန်မှုစင်ခေါ်လိုက်တာပေါ့ အဲ့ဒါလေဗျာသူသားလက်ဖြတ်ခံရမှာဆိုလို့ကိုစိတ်ခေါ်တာပါသူနိုင်လို့ရှိရင်သူသားလက်မဖြတ်ခံရတော့ဘူးဗျာ အဲ့ဒါကိုသိရတဲ့နဲ့ဆရာလေးကဘာဖြစ်လို့လက်ခံလိုက်တာလဲငမွန်တာဆိုသူစိတ်ခေါ်တာကိုလက်မခံမနဲ့တာတုံးလက်ကိုပဲအရင်ဖြတ်ပြစ်မှာ ကျုပ်လည်းစားတော့အဲ့လိုမျိုးမှတ်လောက်သားလောက်ဖြစ်လုံးမလို့ပဲဗျာဒါပေမဲ့ကိုမုံကြီးကသူတို့ထဲမှာဆိုတော့ကိုမုံကြီးနဲ့လဲလိုက်တဲ့သဘောပေါ့ အဲ့လိုလဲဟုတ်တာပဲဆရာလေးကိုကျေးဇူးတင်ပါတယ်နော် ဟိုတကယ်လို့တနေ့နေ့ချင်းချင်းမှာလိုအပ်လာခဲ့မယ်ဆိုရင်ဆရာလေးအတွက်ကျွန်တော်အသက်နဲ့ထပ်ပြီးကျေးဇူးပြန်ဆက်ပါမယ်လို့ကတိပေးပါတယ် မလိုပါဘူးကိုမုံကြီးကအခုလည်းခင်ဗျာကျုပ်ကိုတကြီးကစိတ်ခံဆိုတဲ့သတင်းလာပေးတာပဲအဲ့ဒါလည်းကျုပ်အသက်ကိုကယ်လိုက်တာပဲလေဗျာဘာဖြစ်ကျုပ်တို့တွေအပြန်လန်ကျေးဇူးရှိနေကြပြီပဲအဲ့ကြောင့်နေစက်မပြောနဲ့တော့လောလောဆယ်ခင်ဗျာနားလိုက်ခင်ဗျာတန်ရတော့ဘာမှမနဲ့ကျုပ်မနဲ့ကြလို့ရှိရင်စိတ်လာပြီမဟုတ်ပြီလားအခုတော့ကျုပ်ပြန်လိုက်အောင် ဟုတ်ကျေးဇူးပါဆရာ ကျေးဇူးတင်ပါတယ်ဆရာလေး သူတော်ကောင်းနှက်ကောင်းမှဆိုတဲ့စကားရဆိုရင်ငါတို့တွေကသူတော်ကောင်းတွေဆိုတေချာနေပြီကွာ ကိုကူပေါ်မှာတူတော့တယ်မင်းကဘာလို့တူတော်ကောင်းလို့ပြောနိုင်ရလဲ ဟာမင်းတော်တော်တုံးတာပဲကွာမင်းနဲ့ငါတွေကသူတော်ကောင်းဆရာလေးကနှက်ကောင်းပေါ့ကွာဘာဖြစ်လို့လဲဆိုတော့ညတော့ပြဿနာသာကြည့်လိုက်ဆရာလေးသာမရှိရင်မှုံကြီးရဲ့ဘဝမတွေးရသေးတာပဲကွာအခုချိန်ဆိုငွေမုံလဲတော်တော်စိတ်ထိခိုက်နေတာ အေးအဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့တတိတို့သားပါမှုံကြီးကိုရန်ညှိုးထားမှတော့တေးကြတယ်ကွာ အဲ့တော့ဘာမှမပူပါနဲ့ဗျာ ကျုပ်ဒီရောက်ထွက်မသွားခင်မှာဒီကိစ္စကိုကျုပ်ဖြေရှင်းပေးသွားမှာပါ ကောင်းဆုံးပေါ့ဆရာလေးရေတကယ်တမ်းကြည့်မယ်ဆိုရင်ဆရာလေးနဲ့ငွေမုံတွေကရှေးစတဲ့ပါလာပုံရတယ်မမျောလဲဒီပါမှာလာတုံခဲ့ကြတယ်တဦးနဲ့တူမေတ္တာစေတနာလည်းထားနိုင်ခဲ့ကြတယ်အပြန်အလှန်ဖေးမကူညီနဲ့မေတ္တာပေါင်းလူလားလေးလည်းတီဆောက်နိုင်ခဲ့ကြတယ်မဟုတ်ဘူးလား ဟိုအပြန်လန်ကြောင်းတဲ့တရားဖေးမကူညီတာတော့လုပ်ခဲ့ပါတယ်ဒါပေမဲ့မေတ္တာပေါင်းမှုတရားတော့ကျုံမတိဆောက်ခဲ့ပါဗျာ ဆရာလေးဘက်ကသာမတီဆောက်ခြင်းပေမဲ့သူတို့ဘက်ကတော့တစ်တွေဝိုင်းတော့ခုတ်ပြီးနေလောက်ပြီးဆရာလေးရဲ့ ဟုတ်တယ်ဆရာလေးသူတို့ဘဝလေးတဲ့ငငယ်လေးကလေးကမိဘမဲ့ပေါ်နေရှင်းခဲ့ရဆိုတော့တော်တော်ကိုထိကျန်ဆုံးလာပါဆရာလေး ကျုပ်ကလည်းခြေစလုံးအိမ်နိုင်နဲ့ခီးသွားနေတယ်သူပါဗျာအချီးကျန်ဆန်ခြင်းရဲ့ခါသီးမှုကိုကျုပ်ကောင်းကောင်းကိုချင်းစားတတ်ပါတယ် အဲဆိုရင်လည်းကိုချင်းစာကြီးပေါ့ဆရာလေးရဲ့ဆရာလေးယောက်ျားကြီးမှမဟုတ်ခန္ဓာရှိပေမဲ့တပတ်သားမိန်းကလေးလေ ဟုတ်တယ်ဆရာလေးရဲ့ဆရာလေးလို့လူမျိုးတွေ့တော့သူခမရအားကိုးခြင်းစိတ်တွေခင်တွယ်စိတ်တွေဖြစ်လာမဆမ်းပါဘူးဆရာလေးရဲ့ လူတကာကိုမေတ္တာစီထားနိုင်တဲ့ဆရာလေးအနေနဲ့သူ့ပေါ်မေတ္တာလေးတစ်ဖက်တစ်ဖက်တော့ပေးလိုက်စီချင် ကျုပ်လည်းလူတဲ့လူတယောက်ပါဗျာချစ်တဲ့ခင်တဲ့ကျင့်တတ်ပါတယ်ဒါပေမဲ့ကျုပ်ကခြေစလုံးအိမ်တိုင်းဆိုတော့သူတို့မေတ္တာလွယ်ပြီးဘာမှပေးနိုင်ဘူးဗျာ သူကလည်းဆရာလေးစီကအဲ့မြတ်တာကိုပဲမျှော်လင့်နေတာပါ ကဲဒီเจ้าနေမပြောပါနဲ့တော့ဗျာကျုပ်ကတိုင်းပြည်နဲ့လူမျိုးတွေလှုပ်ရှားနေအားရှိသေးတယ်ပြီးတော့မုံလေးတွေလည်းပေးလူကြပါတိတ်ခါကြပါတယ်
တို့ကြံရဲ့လက်နက်တွေကိုယူပြီးတော့စခန်းပြန်မယ် ပြန်မယ်ဆိုလဲစခန်းကိုတမ်းမပြန်မယ်နဲ့တဲစုနောက်ဘက်ကနေပတ်ပြီးပြန်မယ်တကယ်လို့တို့လိုက်လာခဲ့လို့ရှင်ခြေရခံမိသွားနိုင်တယ်စခန်းကိုလည်းတွေ့သွားနိုင်တယ်အားလုံးကြားတယ် 怎么样？啥好了哇？啥个他妈没你们？你怎么样？没做没哇？ မင်းကဘောကွာနေချင်းတက်တဲ့နဲ့စားရလိကွာ ဟုတ်တာပေါ့ဗျာကျုပ်ပြန်နေကျဲတွေကိုတဲ့ကြောင့်မင်းကိုပြီးတော့ကျင်တာဗျာဘယ်တော့မှဆိုတော့အမေကနင့်ဖေလို့ပဲနေကျဲတဲ့လို့တင်းချင်းလို့လားတဲ့အခုတော့မင်းဖေကိုစားမင်းသူတို့ကိုပြန်တက်ခွင့်ရနေပြီမဟုတ်လားဟုတ်တာပေါ့ဗျာ အဖေအဖွဲသားတွေကိုကြည်ရတာအခုတိုက်လို့နိုင်ခဲ့တဲ့အောင်ပဲအတွက်တော်တော်ပနေပုံရရနော် ဟုတ်တယ်သမီးဟုတ်တယ် ကဲရဲဘော်တို့မင်းတို့ဒီနေ့အောင်ခဲ့တဲ့အောင်ပွဲဟာပထမဆုံးအောင်ပွဲပဲကွာနောက်ထပ်ဒီတက်ကားတဲ့အောင်ပွဲတွေလည်းအများကြီးရနိုင်သေးတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်နော်ငါတို့အခုတိုက်နေတဲ့တိုက်ပွဲဟာလူတဦးတယောက်တည်းအတွက်လည်းမဟုတ်ဘူးလူမျိုးစုတစ်ခုတည်းအတွက်လည်းမဟုတ်ဘူးငါတို့တတိုင်းပြည်လုံးသူ့ကြုံဘဝကနေလွတ်မြောက်ဖို့အတွက်တိုက်နေတာဖြစ်တယ်ဒါကြောင့်မလို့မင်းတို့ရဲ့ပုဂ္ဂလိကခံစားချက်တွေကိုရှေ့တန်းမတင်စေချင်ဘူးကွာငါပြောတော့သဘောလား ဟုတ်ပါရဲ့ အေးနောက်တစ်ခုထပ်ပြောမယ်တေချာနားတော့တိုက်ပွဲတစ်ခုကိုတိုက်တဲ့နေရာမှာအနိုင်ဆိုတာရှိသလိုအရှုံးဆိုတာလည်းရှိတယ်ကွာအဲ့တော့ရှုံးပွဲတွေမတွေးဖို့အတွက်ငါတို့ကဆက်ပြီးတော့လက်ကျင်ကန်းတွေကိုပြင်းပြင်းထန်ထန်လုပ်ရမယ်ဒါမှမင်းတို့ကဒီတက်မကထူးချွန်ထက်မြက်တဲ့ရဲဘော်တွေဖြစ်ရမယ်ငါပြောတော့မင်းတို့သိတယ်မလားသိပါရဲ့အေးစားကွာစား အခုလိုအောင်ပွဲတဲ့မျိုးကြားရတာအားရှိလိုက်တာကွာဒီလိုတဲ့မျိုးအများကြားရပါတယ်စူတောင်းနေပါပါ ကြားမှာပေါ့ကွာဘာဖြစ်လို့လဲဆိုတော့ငါတို့နေချက်ကောင်တွေလက်နက်တွေရသွားလို့ကြားတယ် ဒါပေမဲ့ကိုတနက်တွေကိုပြစ်တတ်ကြပါမလား ငွေမောကကိုယ့်လူမျိုးချင်းထင်သေးတာလားတနက်ပြစ်တတ်တဲ့သူတွေအများကြီးရှိတယ်အဲ့တော့ပြစ်တတ်တဲ့သူတွေကမပြစ်တတ်တဲ့သူတွေကိုသင်ပေးမှာပေါ့ ငွေမောကထင်သေးလို့ပြောတာမဟုတ်ပါဘူးမသိလို့မေးကြည့်တာပါ ကျုပ်ကတော့ဗျာဒီသတင်းတွေကိုကြားနေတော့ဝင်ချင်နေပဲဗျာမလေးအကိုကြီးအခါခွင့်သိတဲ့အခါကျလို့ရှိရင်လိုက်တော့နော် ကိုကြီးလိုက်ညီမလေးလည်းလိုက်မှာပေါ့ ဟာဒီမောင်နှမတွေကလိုက်တယ်ဟေးမင်းတို့မောင်နှမလူစိတ်အမျိုးတနိုင်ငံလုံးရှိလို့ကတော့နေချက်တွေခွေးပြေးဝက်ပြေးပေးရမှာတေးကြတယ် ဟုတ်တာပေါ့ဗျာစူပေါင်းညီညာအောင်ချောင်းဖြာဆိုတဲ့စကားလည်းရှိတာပဲဗျာအတယောက်စားတရားအဆုံးဆိုတယ်လို့ပဲခေါင်းဆောင်ကောင်းနေတာရှိမယ်ဆိုလို့ရှိရင်နောက်လိုက်ကောင်းနေလဲပေါ်လာမှာပါဗျာ ဟုတ်တယ်ဒါကြောင့်ဒီဦးမြတ်တယောက်တည်းကြံတယောက်တည်းခံရမယ်သူမရှိရှိလို့နဲ့ထချနေတာဗျ မင်းတို့ပြောတာနဲ့သွေးတောင်ပုတ်ဆူလာပြီကွာအခုချက်ချင်းတော့တိုက်ပွဲဝင်လိုက်ချင်တယ် ဟာတိုက်ပွဲတိုက်တယ်ဆိုတာလေနဲ့တိုက်လို့မရဘူးဗျာကိုယ်တိုင်အသက်ကိုစွန့်ပြီးတော့တိုက်ပွဲဝင်ရတာတိုက်ရခတ်ရစွမ်းဆောင်ရကောင်းမှုဆိုတာလေကြွေးကြော်ရုံနဲ့မပြီးဘူးစူတောင်းနေုံနဲ့လည်းမရဘူးဗျာကိုယ်တိုင်လေ့ကျင့်သိမှရတာ ဆရာပြောမှန်ပါတယ်ကျွန်တော်တို့အခုချိန်ကနေစပြီးတော့ပို့ပြီးလေ့ကျင့်ပါမယ်လို့ကတိပေးပါတယ် ကဲဒါဆိုလဲသင်တန်းလေးပြန်စားလား ဟုတ်ကဲ့ဆရာ ကြီးဆိုရင်တော့ပိတ်တာခြင်းကတော့အများကြီးပါပဲ ။ဘာကြီးကလည်းချောလိုက်တာကွာနော် ဒီသားရေပေါ့ကွာဒါကြီးရတော့ ဟောဟဲ့တန်ကဲ
ငါချန်တယ်မှာဘာဟုတ်တာလားလို့ ဘာမှမဟုတ်တာမဟုတ်ပါဘူးကွာကိုနွားကိုလာပေါ်တာပါကွာ ဟာကိုနွားကိုပေါ်တယ်ဆိုလို့ရှိရင်ကိုချန်တယ်မှာကိုပေါ်လေဘာလို့ငါချန်တယ်မှာလာသွားတာလဲ ရွာထဲမှာနွားပေါ်ရင်တကြီးကပတ်ဆက်မတရားတောင်းလို့ပါကွာ ဟာအဲ့ဒါဆိုရင်လွတ်ရကျွေးရမှာသွားပေါ်ပါလားငါချန်တဲ့တက်ကုန်းမဟုတ်ဘူးကွာ ဖြစ်သေးနေလိုက်တာမှုံကြီးอ่ะငါတို့ကတခါလေးလောက်တာပါကွာ တခါတလေလည်းငါမကြိုက်ဘူးကွာ တော်တဲ့ကောင်းကြည့်ရတာမဲသားစားကြလို့လားဆက်လို့ကျင်လားမသိဘူးကွာနေပါပြေးစမ်းပါကွာ ဟဲ့လူကျုပ်ဆိုတော့ကောင်ပတ်စံမမှတ်ဘူးဗျကျုပ်အမဲလည်းမစားဘူးတကယ်တော့နွားဆိုတာကျုပ်တို့တောင်သူလေသမားတွေရဲ့ကျေးဇူးရှင်ဗျဒိုးသူပေါင်းပဲပခုံးကြီးရှက်ပြီးတော့ရုံးကန်နေကြတဲ့လှုပ်ဖို့ကင်ဘက်တွေခမည်းတော်မူလို့တက်စားရတယ်ခမည်းတော်တော်တော်မြစ်တာတရားခေါင်းပါတဲ့လူတွေပဲ ဟဲ့အောင်မုံကြီးငါတို့တစ္ဆာမြစ်တာတွေလာဟောမနေနဲ့ငါနားမလဲဘူးငါနားလဲတာငွေပဲကွာငွေရမယ်ဆိုရင်ဘာမစိုးရဲတဲ့ကွာမင်းဒီလောက်မှဟောရင်ပြောချင်နေရင်ကတုံးတုံးပြီးဖုံးရဦးလိုက်ကွာအဲ့ဒါဆိုရင်အနေစားလဲချောင်းမယ်ဆရာကြီးလည်းလုပ်လို့ရ ဟာတန်ခဲ့မင်းငါချန်ထဲလာပြီးငါ့ကိုစော်ကားနေမကောက်ဘူးတန်တာကစော်ကားနေဟလားဟဲ့အောင်နေမင်းတို့ကလည်းခုချက်ချင်းငါချန်ထဲထွက်သွားမင်းတို့ကနွားပဲတက်ရတော့ငါအမှန်တရားပြောဆိုလူပါတက်ရဲတယ်ကွာဟဲ့အောင်နေဖတ်သားလို့ပြောနေတယ်ကွာနားမလဲဘူးလားဟဲ့ပြီးမှငါ့ကိုဆိုးဆိုးနေနော် အေးရတယ်မုံကြီးမင်းငါ့ကိုဓာရင်းငိမ့်တာနော်ငါကြောင့်မင်းပြီးစေ မင်းမကောင်းတဲ့အကြောင်းတွေအကုန်လုံးငါသိမင်းဘာဖြစ်ချင်ကြိုက်တဲ့အချိန်မွေးလာရှင်းလို့ရတယ် သွားမယ်ဟိုင်းဟာ မုံကြီးဒီကောင်ဒီရက်ပိုင်းနဲ့တော်တော်ဂျိုးထောင်းနေပါလားကွာဟမ် ဂျိုးကြမှာဗောတကြီးရဲ့သူ့ဘေးမှာဟိုစေးစရာရှိတာဟုတ် အေးဗျာအဲ့စေးစရာဆိုတဲ့ကောင်ဟာဝင်မုံလုံးမောင်နှမနဲ့နားပါလေဘာကြောင့်တောက်တက်ကက်နေလဲမသိဘူးဒီကောင်ပြောရင်ဆိုရင်တော့တက်ချင်တာ စိတ်ထိန်ပါဆရာသားရေဟိုတခါလဲဆရာသမားအဲ့ဒီကိုကျင်းလို့တော်သေးတာဗောလက်ပြတ်ခံရတော့မလို့ တာညိုမင်းပါဇက်ကိုပိတ်ထားတယ် အေးလေကွာမင်းတို့ကောင်တွေကလည်းမဆိုင်နိုင်ဘာလို့ပြောနေရလဲကွာတာခဲအခုကိစ္စကပြဿနာဘလို့ဖြစ်လာလဲဆိုတော့ငါ့ပြေချာပြောပြတယ်ကွာ ဒီလိုပါတကြီးရေကျွန်တော်သူ့ရထဲမှာငွားပုံမလို့လုံနေတော့သူရောက်လာပြီးတော့ကျွန်တော်ကိုပြဿနာရှာပြီးတော့ထိုးပြီးတော့ဓာချင်းချင်းလို့လည်းတကြီး အောင်မမင်းကမုံကြီးရဲ့ຢာထဲမှာငါ့ပေါ်မလို့ဘာလဲရွာတန်းပေါ်ရင်ငါ့ကိုအခွန်ကပေးရမှာသို့လို့လား ဟိုဒီလိုပါတကြီးရေဟိုဘက်ရွာနေနေမကောင်းတဲ့နွားလေးကိုကျွန်တော်ဝဲလာတာမှုံကြီးရဲ့ထန်းတော်နာရောက်တော့နွားလေးကလမ်းတော်ကောင်းဆက်မလျှောက်နိုင်တာလေအဲ့ဒီထဲမှာပဲကျွန်တော်ပိုးလှုပ်လိုက်ရတာပါတကယ်လို့ကျွန်တော်ပေါ်ပြစ်တယ်ဆိုရင်လေတကြီးအတွက်တိုင်တွဲလေအခွန်အခကျွန်တော်ပေးဖို့အစင်းဖြစ်ပြီးသားပါ တန်ခဲ့မင်းပြောတာကျိန်းစီလို့လား သိကြပါလားခင်ဗျသိကြပါလား ခဲ့ပါဒီမှာတိုင်နာတော့ပါပြီဒီကိစ္စကမြို့ဝရုံးကိုရောက်မယ်ဆိုရင်စာရေးတော်မင်းဟာအစရှေ့နေဟာအလဲတရားသူကြီးမင်းအဆုံးငွေသုံးရမှာတော့မတဲ့လေမင်းကပတ်စံရှိလို့လား ပတ်စံမရှိလဲရှိအောင်လုပ်ရမှာပေါ့တကြီးရေအဓိကကတော့မှုံကြီးထောင်ကျသွားရင်ကိုကျွန်တော်ဂျင်းလိုက်ပြီဗျာ ဒီမှာမင်းနာပတ်စံတိုင်းနိုင်မှာဆိုရင်ဒီကောက်ထောက်ကြောက်နေမကဘူးကွာစက်တိုင်မော်ရီတက်အောင်ငေါ့နိုင်ပါလေ ခဲ့ပါမှုံကြီးကိုကျုပ်အခုပဲသွားဖမ်းလိုက်မယ် အေးကောင်း ပြောတယ်သွား ဟဲ့မင်းရနဲ့ကွာဒီမှုံကြီးဖမ်းတဲ့ကိစ္စများတတ်တော်ပါဘူဒူးနဲ့လူစုပြီးသွားကြလိုသေးလို့လားကွာ မှုံကြီးထွက်ပြေးမှာဆိုလို့ပါရဲ့ ပြောပါ